အဖင်ထိုးနေပြီပဲဒီကလေးအခုထိမထားသေးဘူးလားမသိငါတင်းလာပြီသွားနိုးမှာပဲကွာဟဲ့ရွံရဲ့ ကြောက် ဘာလုပ်နေရလဲဟဲ့နင်းနေတိုင်းကဘလို့ကြီးတော့ ဘာလဲမင်းရကြောက်ကစားဝင်လိုက်မပို့ဘူးကုတုံမလေးဆိုအလိုလည်းမလိုက်ဘူး ဟာကစားဝဲသွားကြလို့လား ဟုတ်တယ် အဲ့ဆိုလာထော့ခဲ့ဒါမဲ့ကစားခွဲတော့မဟုတ်အားရှိသွားအောင်လို့လှေလော်တဲ့နေရာကိုခေါ်သွားပေးမယ်လေ ဟမ်ဘိုင် လှေလော်တဲ့နေရာကိုခေါ်သွားပေးမယ်လေโอเคလား တယ်လားဟဲ့ မျိုးစုံပဲလားတက်တယ်လားခိုင်းနဲ့ဝင်ခဲ့လိုက်ပြီနော်အော်ထော့ခဲ့လိုက်တော့နော်ပြောတာ ကျဲ လာအဲ့ဒီဘိုင်လဲမနေတော့အချိန်ရလဲရှိတော့မုံနေပင်ထိုးနေမြင်ထားတဲ့အချိန်ကိုလဲကြည်အောင်လေ ကျတာခုနလေးကျေကျူးချောင်းသိရင်အင်းကြီးလဲဟာ အေးလာလှေသွားထိုးမယ်အပေါ့လှေသွားလော်မယ်ပြောတာလှေသွားထိုးမယ်တော့ဖြစ်တယ် ဒီဟိုအထက်ဆိုညုံအောင်မ လာ မတော့မ ဟာဒီနေ့ကားယူသွားကြပြီဆိုတော့ငါတို့ညတိုင်စီပဲငါ့ဘဝမှာရမယ်တိလား โอเคလားချေကျူမိမိကိုလေတော်ဖို့ခေါ်လာဒီမှာလှေမီးရှို့ခံထားရတယ်ဘာဖြစ်တာလဲမသိဘူး မသိဘူးလေ ဟာရောအေးအာ